အားလုံးပဲမင်္ဂလာပါခင်ဗျာဒီမှာတော့တိုင်းပြောင်းပြလေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့လက်ရိုးလှိတ်လေ့ကျင့်ခန်းကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကိုတော့အခုဗီဒီယိုထဲမှာကျွန်တော်သရုပ်ပြထားတဲ့အတိုင်းဝလုံးတစ်ခုကိုမိမိရဲ့အရှိမချမယ်ပြီးရင်လက်သီးတစ်ဖက်ကိုကြစ်ပါအောင်စုပ်ပြီးတော့လက်သီးကိုအထောင်လိုက်ထားကလက်ဖြံကိုလှိမ့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာလက်သီးကိုစောင်းတာရေးလှည့်တိုင်းမလုပ်ခွင့်နဲ့တနင်္လာနေ့မတ်ထားပြီးတော့လှိမ့်ပေးပါအခုကဲ့သို့လှိမ့်ပေးခြင်းအပြင်မိတ်ဆွေတို့ရဲ့လက်ဖြံရိုးတွေကိုမကြောလာစေမှာဖြစ်ပါတယ်ပြီးရင်တော့အခုကျွန်တော်ပြထားတဲ့ပုံစံတိုင်းပဲလက်ဖြံရဲ့အတွင်းရိုးကိုလည်းပဲဝလုံးနဲ့လှိမ့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါမျိုးကိုလည်းပဲမိမိတနိုင်သလောက်ဘယ်ညာခွဲပြီးတော့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။တိုင်ပြောင်းမြန်ပညာရဲ့မှာပါတယ်ဘယ်ခုတ်မှာခွဲအတုံးများတဲ့မှာလက်ဖြံရိုးများမာကြောရန်အဓိကလိုအပ်တဲ့အတွက်ဒီလေ့ကျင့်ခန်းကိုတိုင်ပြောင်းပြန်ဝါသနာပါသူတိုင်းလေ့ကျင့်ထားဖို့လိုအပ်ကြောင်းပြောချင်ပါတယ်။အားလုံးကိုကျေးဇူး